ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြလိုတဲ့အကြောင်းအရာလေးကတော့ heat stroke လို့ခေါ်တဲ့အပူရှက်ခြင်းအကြောင်းဖြစ်ပါတယ်။ရာသီဥတုကအခုနောက်ပိုင်းကဘာကြီးကပူနွေးလာတာပေါ့နော်။အဲဒါကြောင့်ရာသီဥတုအပြောင်းလဲတွေဖြစ်တယ်။အဲ့ဒီမှာကျွန်တော်တို့ဒီနေ့ဆိုလဲအပူချိန်တွေကတအားများတယ်ပေါ့နော် environment မှာပတ်ဝန်းကျင်မှာအဲ့ဒီကမှာကျွန်တော်တို့အပူဒဏ်ကိုခံရတာပေါ့နော်ပြည်သူလူထုကအဲ့ဒါဆိုအပူဒဏ်ခံရတဲ့ကမှာအပူဒဏ်ကမိုင်းနည်းနည်းလေးပဲဆိုလို့ရှိရင်တော့ခြေထောက်လေးရောင်တာတို့ရေပြားမှာအကွက်လေးပေါ်တာတို့ heat rush heat edema စသည်ဖြင့်ဒါလေးတွေကနေအလေလက်ဆို heat exhaustion ကြွက်တက်တာတို့နှုံးတာတို့အဲ့ဒီကနေနောက်အဆိုးဆုံးအခြေအနေဆိုရင်အပူရှက်ပြီးတော့သတိလစ်တာပေါ့နော် heat stroke ပေါ့အဲ့လိုမျိုးအခြေအနေ၃ခုရှိတယ်ပေါ့နော်တန်မှန်ရဲ့အလေလက်ရဲ့အဆိုးဆုံးအခြေအနေရဲ့ပေါ့နော်အဲ့ဒါဆိုတော့အဆိုးဆုံးအခြေအနေကတော့အရေးကြီးပါတယ် heat stroke က heat stroke ကိုပြောမယ်ဆိုလို့ရှိရင်ကိုယ်ခန္ဓာရဲ့အပူချိန်104ဒီဂရီကျော်လွန်သွားပြီးလို့ရှိရင်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကလည်းနည်းနည်းချွတ်ချော်လာတယ်ဥပမာအဖြစ်သတိလစ်တယ်ကြောင်ကတန်းတွေပြောတယ်ဒါမျိုးတွေဖြစ်လာပြီးဆိုရင်ဒီအခြေအနေ2ရက်ရှိတယ်အပူချိန်ကလည်းတအားတက်တယ်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေချွတ်ချော်မှုတွေရဲ့လက္ခဏာတွေလည်းရှိတယ်သတိကျဆင်းလာတာတို့ခုနကတော့ကြောင်ကတန်းဖြစ်တာတို့ဒါဒီအခြေအနေ2ရက်ဆိုလို့ရှိရင်ကျွန်တော်တို့ heat stroke လို့ရေဘူးအားဖြင့်ယူဆပါတယ်တေချာအောင်တော့စမ်းသပ်မှုတွေလုပ်အောင်ပေါ့နော်တခြားပူချိန်တက်တဲ့ဖျားနိုင်ခြေရှိတဲ့ယောဂတွေ exclude လုပ်ပြီးရင်မဟုတ်ပါဘူးလို့ပြောပြီးလို့ရှိရင်တော့ဒါကတော့ heat stroke လို့ကျွန်တော်တို့ယူဆပါတယ်အဲ့ဒီအချိန်မှာလည်းချွေးရမထွက်တော့ပါဘူးဒါကြောင့်ကိုယ်ကနာပူချိန်တက်ပြီးတော့ချွေးမထွက်တော့ရင်ဒါအရေးကြီးလားအရေးကြီး heat stroke ဖြစ်နေနော် heat stroke ဖြစ်နိုင်ရင်သူကသတိလစ်နိုင်တယ်နောက်ဆက်တွဲကိုယ်ကနာမှာရှိတဲ့တွင်းပိုင်းကလိစာတွေပေါ့နော်နှလုံးတို့အဆုပ်တို့ကြောက်ကတ်တို့အသေးတို့သွေးခဲစေတဲ့ဓာတ်တို့ဒါတွေအားလုံးထိနိုင်တဲ့အတွက်ကြောင့်တကူလုံးကိုထိနိုင်ပါတယ်အဲဒါဆိုတော့ဒီချိန်တွေကအရေးကြီးတယ်ပေါ့နော်တဲ့အနေနဲ့လည်းရှိတယ်ပေါ့နော်အသေးပြောက်နှုံးနေလည်းရှိတယ်ကျွန်တော်တို့အရန်ပူတဲ့အချိန်မှာဆိုတော့အပြေမတွက်ဘဲနဲ့အေးရတဲ့နေရာမှာနေတကယ်၍အချိန်နေပေးတယ်ဆိုရင်ပန်ကာလေးတွေအဲကွန်လေးတွေဒါရင်းနဲ့နေလို့ရှိရင်ကောင်းပါတယ်တကယ်၍ကိုကမဖြစ်မနေအပြင်ထွက်ရမယ်ဆိုလို့ရှိရင်တော့တအားပူလွန်းတဲ့အချိန်ပေါ့နော်10နာရီကနေမနေ့10နာရီကနေနေ့လေ4နာရီလောက်3နာရီလောက်ထိကျွန်တော်တို့အဲ့ဒီအချိန်တွေမှာအပြင်မထွက်နဲ့ပေါ့ကျန်တဲ့အချိန်တွေထွက်ပေါ့နော်အကယ်၍များဘလို့မှမလွဲမရှောင်တာဘူးထွက်ရမယ်ပေါ့နော်အကြောင်းမျိုးမျိုးထွက်ရမယ်ဆိုရင်လည်းကျွန်တော်တို့ထီးဆောင်းတာတို့အုတ်ထုတ်ဆောင်းတာတို့ကျွန်တော်တို့အယောင်ဖြော့တဲ့အဝတ်စားခပ်ပါးပါးလော်လော်လေးတွေဝတ်တာတို့ဒါလေးတွေနဲ့လုပ်ပြီးတော့မှအပြင်ကိုထွက်ပြီးလို့ရှိရင်လည်းရေလဲခဏခဏတောက်ပေါ့နော်ကိုကနာကရေတဲ့ဆုံးရှုံးလို့ရှိရင်လည်းအပူရှက်တဲ့အခါမှာအနေများတယ်ပေါ့နော်ဒါကတော့မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့သဘောပေါ့နော်အကယ်၍ဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့အရေးကြီးဆုံးကတော့ကိုယ်ခန္ဓာအပူချိန်ကိုမြန်ချဖို့အရေးကြီးဆုံးပဲ15မိနစ်နိုင်ခွဲ1နာရီအတွင်းမှာကိုယ်ခန္ဓာအပူချိန်ကို102လောက်ထိရောက်အောင်ကျွန်တော်တို့ချရမယ်အဲ့လိုချဖို့အတွက်ဆိုလို့ရှိရင်ဤဆိုင်ရာဆေးရုံဆေးကန်းကိုလာဖို့လိုပါတယ်အဲ့လိုလာလို့ရှိရင်ကျွန်တော်တို့ဆေးရုံရောက်လို့ရှိရင်ဆေးရုံမှာရေဘတ်တိုက်တာတွေအခုနောက်ပိုင်းတော့ရေကန်ထဲမှာလူကိုစိန်တာတွေအဲကွန်ကမ်းမှာထားတာတွေပြီးတော့ drip ကိုလည်းအေးတဲ့ကျွန်တော်တို့စားရည်တွေတွင်းတာတွေလူရဲ့သွေးကြောတွေကိုတွင်းတာတွေဒါနည်းတွေနဲ့အမြန်ဆုံးကျွန်တော်တို့အပူချိန်ကိုလျှော့ချရမှာဖြစ်ပါတယ်အပူချိန်102အောက်ရောက်လာပြီဆိုလို့ရှိရင်သူပြန်တက်တယ်ဒါကြောင့်ကွန်ကမ်းထဲမှာကျွန်တော်တို့24နာရီနဲ့48နာရီလောက်ထိကျွန်တော်တို့ထားဖို့တင်ပါတယ်အဲ့ဒါပြီးလို့ရှိရင်သူ့မှာနောက်ဆက်တွဲဘာတွေပျက်စီးထိခိုက်နေလဲပေါ့နော်ဥပမာကျွန်တော်ရှေ့ကတင်ပြသလိုနှလုံးထိနေလားအဆုပ်ထိနေလားကြောက်ကတ်ထိနေလားအသေးထိနေလားသွေးခဲစီတဲ့ဓာတ်ထိနေလားအဲ့ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဆက်လက်ကုသရမှာဖြစ်ပါတယ်အကယ်၍စောစောစီးစီးရောက်တဲ့အဲ့ဒီကိုယ်ခန္ဓာအတွင်းပိုင်းကလိစာတွေမထိခိုက်သေးဘူးဆိုလို့ရှိရင်တော့အပူချိန်ချလိုက်တာနဲ့သူကပြန်ပြီးတော့သတိလေလာပြီးတော့ကောင်းတဲ့အချိန်တွေဖြစ်သွားတာပေါ့နော်နည်းနည်းအချိန်ကြာသွားတယ်ဆိုလို့ရှိရင်အပူချိန်ချပြီမဲ့လို့လည်းကြောက်ကတ်ထိထားတယ်ဆိုတော့ကြောက်ကတ်ကိုဆက်ကူရတဲ့အတွက်ကြောင့်လူနာရဲ့အခြေအနေကပို့ပြီးတော့အခြေအနေဆိုးဝါးနိုင်ပါတယ်ဒါကြောင့်အပူဓာတ်ကိုကျွန်တော်တို့ကာကွယ်နိုင်မှုကတော့အကောင်းဆုံးပဲဘယ်လိုမှမဖြစ်ဘဲနဲ့အပြင်ထွက်ရမယ်ဆိုရင်ကျွန်တော်ပြောသလိုကျွန်တော်တို့ထီးတို့ကျွန်တော်တို့အုတ်ထုပ်တို့ကျွန်တော်တို့ဒါတွေစောင်းပြီးတော့မှထွက်ဖို့တင်ပါတယ်ရေလည်းခဏခဏတောက်ဖို့တင်ပါတယ်နောက်တစ်ချက်အနေနဲ့ကိုယ်ကနာမှာတခြားယောဂတွေစုံပြီးတော့ရှိနေလို့ရှိရင်အပူရှက်တဲ့လူကပိုဆိုးပါတယ်ဥပမာအဖြစ်တာမန်ရိုးရိုးလူတဲ့စားလို့ရှိရင်ကျွန်တော်တို့ကြီးတို့ရှိတဲ့အခန့်ရှိတဲ့လူဆိုရင်အပူရှက်တာချင်းတူလို့ရှိရင်ယောဂအခန့်ရှိတဲ့လူကပိုဆိုးတတ်ပါတယ်ဒါကြောင့်ယောဂအခန့်ရှိတဲ့လူတွေကပူတဲ့ရာသီမှာဆိုရင်လုံးဝမထွက်ဖို့တင်ပါတယ်အကြောင်းမျိုးတော့ထွက်ရမယ်ဆိုရင်လည်းခဏအေးတဲ့အချိန်လေးမှာခုနကပြော10နာရီကနေ3နာရီအတွင်းမှာမထွက်ဘဲနဲ့တခြားအချိန်တွေရွေးထွက်ပြီးလို့ရှိရင်လည်းကားနဲ့သွားမယ်ဆိုရင်လည်းအဲကွန်လေးပါလေရှိတဲ့ကားလေးနဲ့ကျွန်တော်တို့ထွက်ဖို့တင်ပါတယ်ရေလည်းခဏခဏတောက်ဖို့တင်ပါတယ်ဒါကတော့ကျွန်တော် heat stroke ကြောင့်ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်
ဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အသုံးဝင်တဲ့အကြောင်းအရာလေးကိုကြည့်ရှုရတာနှစ်သက်တယ်ဆိုရင် Grace Win Hair YouTube Channel ကို Subscribe လုပ်ဖို့မမေ့နဲ့နော်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေမေးခွန်းရှိရင်လည်း comment မှာရေးခတ်ပေးပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်